Hello အားလုံးပဲမင်္ဂလာပါဒီနေ့ထရက်ရဲ့ page မှာတင်ထားပေးတဲ့ day 2 program လေးကိုထရက်တို့မောင်နှမ2ယောက်ဒီနေ့ဗီဒီယိုရိုက်ပြပေးမယ်ဒီနေ့ကကျတော့ back day ပေါ့နော် back only exercise လုပ်ပြမယ် exercise 5မျိုးပါမယ်ဟုတ်တယ် exercise 5မျိုးပါမယ်ဒါကတော့ထရက်ရဲ့ဒါအမောင်နှမပဲကျွန်တော် fitness trainer ထပ်မြတ်ဖြစ်ပါတယ်ထရက်တို့မောင်နှမတွေပြီးတော့ workout program လေးတွေဒါတင်ပေးတာပေါ့နော်အခုဒီနေ့ထရက်တို့လေ့ကျင့်ခန်း5မျိုးဆွဲပြမယ်အဲ့ဒါဘာလေးလဲဆိုတော့ဒီဗီဒီယိုထဲမှာလိုက်ကြည့်ပေးမယ်ထရက်တို့ reverse row ဆွဲပြမယ်ထရက်တို့ reverse row ဆွဲပြမယ်အဲ့တော့ဒီ reverse row ကပုံမှန်ဆိုလို့ရှိရင်ပူတောင်း machine မှာဆွဲလို့ရတယ်ထရက်တို့ဒီဘက်မှာကျတော့ဒီလို machine ရှိတဲ့အတွက်ကြောင့်မလို့ machine အသစ်မှာဆွဲပြမယ်ဒီ reverse row ကိုဆွဲချတဲ့အချိန်ကြလို့ရှိရင်ဘာကိုအဓိက target ထားရမလဲဆိုတော့ဒီ back muscle ကိုအဓိက target ထားရမယ်တရောင်းနေအပြင်ကိုရိုင်းကားနေလို့လည်းမရဘူးတရောင်းနေအထဲကိုကျုံနေလို့လည်းမရဘူးအဲ့ဒါကိုအဓိကထားနိုင်မှာဒီအနောက်က back muscle ကိုထိမှာပေါ့နော်အဲ့လိုမှမဟုတ်လို့ဆိုရင်တော့ shoulder only focus လုပ်နေတာနဲ့တူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လေ့ကျင့်ခန်းကို muscle ကိုဘယ်လို target ထားရမလဲဆိုတာကိုအဓိကသင်ယူတတ်ဖို့လိုတယ်အခု thread တို့ဒါလက်ပူတောင်ဆွဲပြမယ်လက်ပူတောင်ဆွဲတဲ့အချိန်မှာဒါယောက်ျားလေးတွေဆိုရင်တော့white grip ကိုအရင်ကြဲကြဲသွားလို့ရတယ်မိန်းကလေးတွေဆိုရင်တော့အဲ့လောက်အကျယ်ကြီးသွားစရာမလိုပေါ့နော်ကိုယ့်ရဲ့ဒီ shoulder ကနေပြီးတော့နည်းနည်းလေးလက်မောင်းလေးဆွေလေးပေါ့နော် neutral grip လောက် open လုပ်လို့ရတဲ့အနေထားလောက်ပဲသွားမယ်ပြီး engage လုပ်ကမှာကဒီလိုဆွဲချတဲ့အချိန်ကြလို့ဆိုရင်ဒီ back muscle ကိုပေါ့နော် engage လုပ်ကမယ်တချို့တွေကရှိတယ်ဖဖဆိုဆွဲလိုက်တာမျိုးရှိတယ်ပေါ့နော် muscle engage မလုပ်ဘဲနဲ့လက်ပြန်လွတ်တယ်ဆိုရင်လေ့ကျင့်ခန်းလုပ်တာကိုတော့ effective မဖြစ်ဘဲနဲ့အချိန်ဖြုံးတာနဲ့တူတူပဲပေါ့နော်အဲ့ဒါလေးတွေသတိထားဖို့လိုတယ် okay ရပြီကောင်းတယ်ဆွဲတာမျိုးနေနဲ့ထက်တဲ့ seated row သွားမယ်ဒီ seated row ပုံစံမျိုးမျိုးနဲ့ဆွဲလို့ရတယ်ကြိုက်တယ်လို့ဆွဲလို့ရတယ်ဒါပေမဲ့ပထမဆုံးအနေနဲ့ဒီ injury ကင်းကင်းနဲ့ muscle ကို focus ထားခြင်းနဲ့ဆိုရင်ဒီခါကိုလုံးဝမှတ်ထားမယ်ပြီးရင်ဘက်ကိုဖွင့်ထားမယ်အဲ့ခါကျတော့မှလက်ကိုဆွဲထည့်တဲ့အချိန်ကျရင်ဒီခန္ဓာကိုယ်ရဲ့ဘေးကိုလက်ဆွဲထည့်လိုက်တာနဲ့ back muscle အကုန်လုံးလှုပ်ပြီးသားဖြစ်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပထမဆုံးခုမှစားဆောမဲ့လူတွေဆိုရင်ဒီနည်းကိုအဓိကကျင့်သုံးနေတယ်ပြန်ပြီးတော့အလေးကို slam လုပ်ပြီးတော့ follow up ပြန်လုပ်တာတွေပါတယ်လုံးဝမလုပ်သင့်ဘူးပေါ့နော်အဲ့တော့ဒါလေးကို set တို့မောင်နှမ2ယောက်ဆွဲပြမယ် okay let's go မောင်လေး okay သွားမယ်ဟုတ်တယ်လားလက်မောင်းဘေးကိုပဲလာတယ်အနောက်လည်းရမ်းကျွန့်စရာမလိုခန္ဓာကိုယ်လည်းလန်သွားစရာမလိုနော်ဒီပုံစံလေးနဲ့ရင်ဦးဆုံးရအောင်ဆွဲမယ်ဒါကောင်ကအခက်ခဲဆုံးလေ့ကျင့်ခန်းပဲခန္ဓာကိုယ်မတ်လေးထားမယ် that's it ပြီးတော့လေ့ကျင့်ခန်းနေစော်တိုင်းအချိန်ကြော့တွေဘယ်လောက်စောရမလဲတို့ဘယ်နှချိန်စောရမလဲတို့အဓိကကိုယ့်ရဲ့ muscle ညောင်းလာတဲ့အချိန်အရေးအတွက်စောနိုင်ကိုယ့်တို့အကောင်းဆုံးပဲအမျိုးသမီးတွေအနေနဲ့ဆိုရင်7-15ဆိုရင်ဒါအကောင်းဆုံး range ထဲမှာရှိတယ်အမျိုးသားတွေအနေနဲ့ဆိုရင်ကိုလိုချင်တဲ့ focus ပေါ်မှာမူတည်ပြီးတော့ target ပေါ်မှာမူတည်ပြီးတော့အချိန်ကြော့ကိုယ့်ကို adjust လုပ်ပြီးတော့စောတင်တယ်ပေါ့နော်ဒီ band over row ကြတော့ဒီဆက်မှာအရင်ပြလိုက်မယ်ပေါ့နော်အောက်ချိုးလိုက်မယ်ချိုးလိုက်ပြီးရင်ဒူကောင်းလေးနည်းနည်းလေးကွေးမယ်ပေါ့နော်တင်မအောင်ဖွင့်ထားမယ်အဲ့ကကြတော့မှဒီဥစ္စာဆွဲတဲ့အချိန်ကြလို့ဆိုရင်ခန္ဓာကိုယ်ကရိမ့်မနေပဲနဲ့ဘက်ကိုပဲ target ထားပြီးတော့ဆွဲလို့ရမှာပေါ့နော် okay သွားမယ်မောင်လေး yes တွေ့လားဖင်ကိုဖွင့်ထားတယ်ဒူကောင်းကွေးထားတယ်ပြီးရင်ဘက်ကိုပဲ target ထားပြီးတော့ဘက်ကိုဆွဲထည့်မယ်ပေါ့နော်back fly ကို dumbbell နဲ့ဆွဲပြမယ်တင်မအောင်နောက်ပြစ်မယ်ဒူကောင်းလေးနည်းနည်းကွေးမယ်အဲ့ position တိုင်းပဲ fly ကို dumbbell ကိုဘေးကိုဆွဲမယ်နော်ဒါလေးပဲလွယ်လွယ်လေးဘာမှမခက်ဘူးအဲ့တော့ thread တို့မောင်နှမ2ယောက်ဒီနေ့ back လေ့ကျင့်ခန်းတွေဆော့ပြထားတယ်ပေါ့နော်အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာဗာလေ့ကျင့်ခန်းတွေပါမလဲဆိုတာကိုသိကျင်နေဆိုရင် thread ရဲ့ social media Facebook page Instagram YouTube follow လုပ်ဖို့မမေ့ပါနဲ့ပြီးတော့ thread ရဲ့မောင်လေးရဲ့ social media အကောင့်ကိုလည်း follow လုပ်ဖို့မမေ့ပါနဲ့နောက်ထပ် thread တို့ညီကိုမောင်နှမတွေဘယ်လိုဗီဒီယိုတွေနဲ့ဆက်ပြီးတော့လာအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်